ချစ်ရသောမိတ်ဆွေညီကိုမောင်နှမများရှင်ကျမကတော့ကျမရဲ့နာမည်ကဒိုင်ယနာလို့ခေါ်ပါတယ်ကျမကဒလမြို့နယ်မှာနေပါတယ်ကျမရဲ့တသက်ခံချက်လေးကိုအနည်းငယ်တသက်ခံခြင်းပါတယ်ကျမကယေရှုကိုယုံကြည်တဲ့မိသားစုမှာမွေးဖွားပြီးတော့ကြီးပြင်းလာတာဖြစ်ပါတယ်ဒါပေမဲ့ကျမကအမိခံအတွက်ပဲဘုရားကျောင်းကိုတွားခဲ့တယ်ကျမငယ်စဉ်ဘဝပြန်လာတယ်ဘုရားကျောင်းတွားတယ်ပြန်လာတယ်ကျမဆုတောင်းတယ်ဒါပေမဲ့ကျမရဲ့အထဲမှာတကယ်ခိုင်မာတဲ့ယေရှုခရစ်တော်ကိုယုံကြည်ခြင်းမျိုးမရှိခဲ့ပါဘူးကျမအမိခံဘဝအသက်တာနဲ့ပဲရှောက်လန်းခဲ့တဲ့အချိန်တွေများစွာရှိခဲ့ပါတယ်ထိုအချိန်မှာကျမဘယ်လိုအရာတွေကိုတွေ့ကြုံရလဲဆိုတော့အမျိုးမျိုးသောပြဿနာတွေအခက်ခဲတွေကျမတွေ့ကြုံရတယ်အထူးသဖြင့်အကျွေးပြဿနာတွေကိုကျမတွေ့ကြုံရပါတယ်မိသားစုမှာအကျွေးပြဿနာတွေတွေ့ကြုံရပြီဆိုကျမအချိန်ချင်းပြိုလဲတယ်အထူးသဖြင့်အကျွေးရှင်တွေကအိမ်ရှိမှာလာပြီးတော့ပေါ့နော်အော်တဲ့အထိဖြစ်ခဲ့ဘူးပါတယ်ထိုအရာတွေဖြစ်တဲ့အခါမှာကျမအလုံးမင်းကြေကွဲရတယ်ကျမအဲ့လိုမရတဲ့အထိအောင်ကျမငိုကြွေးခဲ့ရတဲ့အရာရှိခဲ့ပါတယ်ထိုအချိန်မှာကျမရဲ့အဖေအမေကတကယ်ကိုယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေဖြစ်တဲ့အတွက်ကျမကိုသူတို့ရဲ့ဟောကြားခြင်းအားဖြင့်ကျမယေရှုခရစ်တော်ကိုရရှိခဲ့ပါတယ်ယေရှုခရစ်တော်ဖခင်ကကျမတို့အတွက်အလုံးစုံဖြစ်ပါတယ်ကျမတို့အပြစ်တွေအားလုံးအတွက်သူကအသေးခံပြီးတဲ့အခါမှာကျမတို့အတွက်သူ့ရဲ့အသက်ကိုပေးခဲ့တဲ့ဖခင်ဖြစ်ပါတယ်ယခုသူကအသက်ရှင်လျက်ရှိတဲ့ဖခင်ဖြစ်ပါတယ်သူအသက်ရှင်နေပါတယ်ထိုဘုရားရှင်ကကျမရဲ့အသက်တာမှာသူ့ကိုယုံကြည်ပြီးနောက်ပိုင်းမှာထူးခြားတဲ့ပြောင်းလဲမှုကြီးကိုကျမရဲ့နှလုံးသားထဲမှာဖြစ်ပေါ်စေခဲ့ပါတယ်ပထမကျမခံစားနေရတဲ့ဒုက္ခဝေဒနာတွေအကျွေးပြဿနာတွေကနေကျမယေရှုကိုနှလုံးသားကျွမ်းမဲ့ယုံကြည်လက်ခံပြီးသွားတဲ့အခါမှာပြောင်းလဲမှုကြီးဖြစ်လာခဲ့ပါတယ်အကျွေးတွေလည်းကျမမှာမရှိတော့ဘူးပြဿနာတွေတွေ့ကြုံတိုင်းမှာလည်းကျမပထမကဆိုရင်အချိန်ချင်းပြိုလဲခဲ့ပေမဲ့ယေရှုခရစ်တော်ကိုကျမရဲ့နှလုံးသားထဲမှာကျမရရှိပြီးသွားတဲ့အခါမှာကျမခိုင်လုံစွာဖခင်နဲ့အတူရှောက်လန်းတဲ့အခါမှာယေရှုခရစ်တော်ရဲ့လက်ကိုကင်ပြီးကျမရဲ့ဘဝကိုကျမရှောက်လန်းတဲ့အခါမှာယေရှုခရစ်တော်ကကျမရဲ့အခက်ခဲတွေအားလုံးကိုသူကဖြေရှင်းအောင်လုပ်ပေးတယ်ကျမကိုကျမ်းမာခြင်းကိုပေးတယ်ကျမစုံစမ်းနောက်ဆက်ခြင်းတွေတွေးကြုံတိုင်းမှာလေကျမအဲ့ဒီအထဲကနေကျမကိုနှလုံးသားထဲမှာငြိမ်သက်ခြင်းကိုပေးပါတယ်မုန်တိုင်းတွေပြဿနာတွေကြားထဲမှာကျမမတည့်ရနေတော့ညာလေယေရှုခရစ်တော်ကကျမကိုနှလုံးသားထဲမှာငြိမ်သက်ခြင်းကိုပေးပါတယ်သူကကျမတို့ကိုနှုတ်ကပတ်ကျမ်းစာထဲမှာပြောထားတဲ့အတိုင်းငါအိငြိမ်သက်ခြင်းကိုသင်တို့၌ငါထားခဲ့တယ်သင်တို့ကိုငါပေးတယ်လို့ပြောပါတယ်ထို့ကြောင့်ကျမတို့ကိုလူတွေမပေးနိုင်တဲ့ငြိမ်သက်ခြင်းကိုယေရှုခရစ်တော်ကကျမတို့ကိုပေးတာဖြစ်ပါတယ်ထို့ကြောင့်ကျမအခက်ခဲတွေအားလုံးတွေ့ကြုံတိုင်းမှာယေရှုခရစ်တော်ကဖြေရှင်းပေးတယ်ထိုဖခင်နဲ့အတူယနေ့တိုင်အောင်ကျမကလမ်းလျှောက်နေတာဖြစ်ပါတယ်ဒါကြောင့်ကျမရဲ့ဝင်နေကျမရဲ့အခက်ခဲတွေအားလုံးကိုယေရှုခရစ်တော်ကိုပဲကျမပေးအပ်ပါတယ်ထိုဖခင်ကဖြေရှင်းပေးတာဖြစ်ပါတယ်သူကအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ခေါ်လျင်ထူးတဲ့ဖခင်ဖြစ်ပါတယ်ထို့ကြောင့်ကျမရဲ့အသက်တာမှာကျမကိုတွေးဆုံတဲ့ထိုဖခင်ရှင်ကဒီနေ့မှာသင်တို့လေအခက်ခဲတွေရှိနိုင်တယ်ပြဿနာတွေရှိနိုင်တယ်မကျန်းမာခြင်းတွေရှိနိုင်တယ်အကျွေးပြဿနာတွေရှိနိုင်ပါတယ်အမျိုးမျိုးသောသင်တို့ရဲ့ပြဿနာတွေကိုလည်းယေရှုခရစ်တော်ကဖြေရှင်းပေးမှာဖြစ်ပါတယ်ကျမရဲ့အသက်တာမှာတွေးဆုံတဲ့ထိုဖခင်ကသင်တို့ကိုလည်းတွေးဆုံမှာဖြစ်ပါတယ်ဒါကြောင့်ထိုဖခင်ကိုသင်တို့လည်းစမ်းသပ်ကြည့်ဖို့ရန်အတွက်ကျမကဲ့သို့ယုံကြည်ဖို့ရန်အတွက်သင်တို့လည်းကျမကဲ့သို့ဆုတောင်းဖို့ရန်အတွက်ကျမတိုက်တွန်းပါတယ်သင်တို့လည်းစမ်းသပ်ကြည့်ပါထိုဘုရားရှင်သင်တို့ရဲ့အသက်တာမှာထူးခြားစွာပြောင်းလဲမှုတွေကိုပေးပြီးတဲ့အခါမှာသင်တို့ကိုကောင်းချီးမင်္ဂလာတွေကိုပေးမှာဖြစ်ပါတယ်ဒါကြောင့်အရောက်စီတိုင်းကိုကျမတိုက်တွန်းရင်းနဲ့ကျမရဲ့သက်သေခံချက်လေးကိုဒီနေရာမှာအဆုံးသတ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်